အားလုံးပဲမင်္ဂလာပါခင်ဗျာ TKT Talk Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့အောင်မြင်ခြင်းတဲ့လူငယ်တိုင်းမရှိမဖြစ်ထားရှိရမယ့် Smart Goal လူငယ်စကားနဲ့ပြောရရင်အထာကျတဲ့ရည်မှန်းချက်ဘယ်လိုချမှတ်ရမလဲဆိုတဲ့အကြောင်းကိုသင်ဆက်ပေးချင်ပါတယ်တကယ်တော့အတိုင်းဝိုင်းတစ်ခုအဖွဲ့အစည်းတစ်ခုလူတဦးတစ်ယောက်ပဲဖြစ်ဖြစ်အောင်မြင်တဲ့အခြေအနေတစ်ခုဖန်တီးခြင်းနဲ့ဆိုရင်ရည်မှန်းချက်ပန်းတိုင်းဆိုတဲ့အရာမရှိမဖြစ်ထားရှိရပါမယ်ရည်မှန်းချက်ပန်းတိုင်တာမရှိရင်ဥတီယာမဲ့နေတဲ့တင်ပေါ်တစ်စင်းလိုပဲတွားတော့တွားနေပါရဲ့ဘယ်ကိုရောက်လို့ရောက်မှမသိဘယ်ကိုပေါက်လို့ပေါက်မှမသိဖြစ်သွားနိုင်ပါတယ်နေရာတစ်ခုခုရောက်သွားရင်တော့ကိုကောင်းမယူနိုင်ပဲဖြစ်နေတတ်ပါတယ်ဒါကြောင့်ဘဝမှာအောင်မြင်ပျော်ရွှင်ခြင်းတဲ့လူငယ်တိုင်းအခုတင်ပြပေးမဲ့ Smart Goal ဆိုတာကိုသိထားရပါမယ်အခုဗီဒီယိုမတင်ဆက်ခင်မှာတိဖုန်းတွေကစာရေးလို့ရတဲ့နောက်ကိုဖွေးထားလိုက်ပါပြီးရင်အဲ့ဒီမှာရေးဖို့ပြင်ထားပါSmart ဆိုတဲ့စကားလုံးရဲ့ပထမစာလုံးနံပါတ်1 S ဆိုတာကတော့ specific တိကျပြတ်သားတဲ့အရာဖြစ်ရပါမယ်ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်းကျွန်တော်တို့လိုချင်တဲ့အရာတိကျပြတ်သားရပါမယ်ဥပမာမိတ်ဆွေကကားလိုချင်တာလားအဲ့ဒါဆိုရင်ဘာကားမျိုးစားလဲဘာမော်ဒယ်လဲတိတိကျကျသိရပါမယ်မိတ်ဆွေကပါဒါစကားအသစ်တစ်ခုသင်ချင်နေတာလားဒါဆိုရင်တော့ဂျပန်လားကိုရီးယားလားစသဖြင့်တိတိကျကျသိရပါမယ်ဟိုလိုတီလိုဖြစ်နေလို့မရပါဘူးကိုဖြစ်ချင်တဲ့အရာကိုလိုချင်တဲ့အရာကိုတိတိကျကျစာရွက်ပေါ်မှာခြာရေးထားလိုက်ပါဒါကကျွန်တော်ဥပမာအနေနဲ့ပြောပြတာပါမိတ်ဆွေဖြစ်ချင်တာမိတ်ဆွေလိုချင်တာကိုနောက်ထပ်မှာရေးမှတ်ထားလိုက်ပါနံပါတ်2 M ဆိုတာကတော့ measurable တိုင်းတာလို့ရပါမယ်ကျွန်တော်တို့ချမှတ်လိုက်တဲ့ရည်မှန်းချက်ကတိုင်းတာလို့ရဖို့လိုပါမယ်ကိုချမှတ်လိုက်တဲ့ပန်းတိုင်ကိုရောက်နေပြီလားဘယ်လောက်ထိလိုသေးလဲစတာတွေတေချာသိနိုင်မှာပါဥပမာနှုတ်လာတော့အယောင်းတွေတက်အောင်လုပ်ကြမယ်ဒီလိုကိုချလိုက်မယ်ဆိုရင်ကျွန်တော်တို့ကအောင်မြင်လားမအောင်မြင်လားဘယ်လိုတိုင်းတာကြမလဲဟုတ်ပြီဘယ်လောက်ရာခိုင်နှုန်းရောင်းအားတို့ရင်အောင်မြင်တယ်လို့သတ်မှတ်မှာလဲဆိုတာပြောဖို့ခက်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကတိုင်းတာလို့ရတဲ့ကိုချမှတ်ဖို့လိုပါတယ်နောက်လာကြရင်အခုလာတဲ့အယောင်း20ရာခိုင်နှုန်းတက်အောင်လုပ်မယ်ဆိုတာမျိုးပေါ့ဒါဆိုရင်နောက်လိုက်ရဲ့အယောင်းကိုရေးတွက်ပြီးတော့ကျွန်တော်တို့ချမှတ်လိုက်တဲ့ရည်မှန်းချက်ကအောင်မြင်လားမအောင်မြင်လားဆိုတာကိုသေချာသိနိုင်တော့မှာပါနံပါတ်3က A ဆိုတာကတော့ achievable ရရှိနိုင်တဲ့အရာတစ်ခုဖြစ်ရပါမယ်ကျွန်တော်တို့ချမှတ်လိုက်တဲ့ရည်မှန်းချက်ကကျွန်တော်တို့ရဲ့လက်ရှိဖြစ်တည်မှုနဲ့တအားမြည်လို့တဲ့အရာမဟုတ်ရပါဘူးနှိုက်လို့တဲ့အရာလည်းမဖြစ်ရပါဘူးတကယ်ရရှိနိုင်တဲ့အရာဖြစ်ရပါမယ်တအားမြည်လို့ရင်လည်းတကယ်မဖြစ်နိုင်ပဲစိတ်ကူးရင်တက်တက်ဖြစ်သွားနိုင်ပါတယ်ဥပမာတင်းကဆက်ချုပ်သမားလေးဆိုရင်နောက်တစ်နှစ်ကြာရင်အလုပ်သမားဦးစီးဖြစ်ရမယ်နောက်2နှစ်ကြာရင်မန်နေဂျာဖြစ်ရမယ်နောက်9နှစ်နေရင်ကိုယ်ပိုင်လုပ်ငန်းစမယ်စသဖြင့်ဒီလိုမျိုးရည်မှန်းချက်တွေချလို့ရပါတယ်နံပါတ်4က R ဆိုတာ realistic လက်တွေ့ကြရပါမယ်ကျွန်တော်တို့ချမှတ်လိုက်တဲ့ရည်မှန်းချက်ကကြိုးကြောင်းစီလျော်ပြီးလက်တွေ့ကြရပါမယ်ဥပမာပြောရရင်အခုချိန်မှာသင်ဟာဝန်ထမ်းတစ်ယောက်ဆိုရင်နောက်နှစ်ကြာရင်ဟိုတယ်ပိုင်ရှင်ဖြစ်ရမယ်ဆိုပြီးရည်မှန်းချက်ထားလို့မဖြစ်နိုင်ပါဘူးလက်တွေ့ကြတဲ့နောက်နှစ်ကြာရင်ပေရာဒူးထိတက်ရမယ်ဆိုတာမျိုးချမှတ်ရပါမယ်နံပါတ်5တီးဆိုတာကတော့တိုင်တိကျတဲ့အချိန်တိုင်းတာသတ်မှတ်ထားရပါမယ်ကျွန်တော်တို့ချမှတ်လိုက်တဲ့ရည်မှန်းချက်ကတီးရာတွေကိုကျွန်တော်တို့ဘယ်လဘယ်ရက်ဘယ်ချိန်မှာရရှိနိုင်မယ်ဆိုပြီးတိတိကျကျသတ်မှတ်ထားရပါမယ်ဥပမာကျွန်တော်တို့လိုချင်တဲ့ကားကဘယ်ချိန်ကာလမှာရမယ်ကျွန်တော်တို့တတ်မြောက်ချင်တဲ့ဘာသာစကားကဘယ်နှလားရောက်ရင်ဘယ် level အထိတတ်မြောက်ရမယ်ဆိုပြီးတိတိကျကျချမှတ်ထားရပါမယ်ဟုတ်ကဲ့ပါအခုဆိုရင်တည့်ရဲ့နောက်ထပ်မှာတည့်ရဲ့ရည်မှန်းချက်တွေကိုရေးမှတ်ပြီးပြီလို့ထင်ပါတယ်ရေးမှတ်ထားတဲ့ပန်းတိုင်တွေကိုမနေ့စောစောအလုံးမတွားခင်နဲ့ညအိတ်ခါနေ့အချိန်တွေမှာပြန်ဖတ်ကြည့်ဖို့မမေ့ပါနဲ့ဒါမှလည်းရည်မှန်းချက်တွေကိုထပ်ခါဖတ်ကြည့်ရင်ပြင်းပြတဲ့စံသားတွေပုံမပြင်းထန်လာမှာပါအောင်တမဒိတ်ရွှေဆိုင်ပိုင်ရှင်ဥအောင်စံဝင်းဆိုရင်သူအခုလိုရွှေဆိုင်တစ်ထည့်ကြီးမဖြစ်ခင်တော့ကသူ့ရဲ့ရည်မှန်းချက်တွေကိုအိမ်နိုင်ရမှာရေးဆွဲခဲ့ပါတယ်ပြီးတော့နေညမပြတ်စ조사ခဲ့လို့အခုလိုမျိုးချမ်းသာလာခဲ့တာလို့သူ့ရဲ့ဟောပြောပွဲတွေမှာနားထောင်ခဲ့ရဖူးပါတယ်ကျွန်တော်တို့လူငယ်တွေလည်းကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုအကောင့်တွေပေါ်ဖို့စ조사ကြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာတာယာတော့ဘဝတစ်ခုပိုင်ဆိုင်နိုင်ပါစေခင်ဗျာ